ပြားချင်းဘယ်လိုလုပ်ရလဲမတ်လာခဲ့မယ်နော်ဒီလိုလုပ်ကဒီလိုလေးမင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်အပြားချင်းဘယ်လိုလုပ်ကလဲဆိုတော့တော်သိချင်နေကြပေါ့နော်ဒီလိုလေးဘာတွေတွဲနေတာလဲဘာတွေပတ်ပတ်ချင်နေရလဲဘာမှမလုပ်ဘူးဒီတိုင်းပဲဘယ်လိုလုပ်တာလုပ်ပါလေမြေလေးနည်းနည်းပါဒီရှိမပြောလိုက်နဲ့ပြောလိုက်ဘူးဆိုတော့ဟိုကပြန်ပြချင်းဘယ်လိုလုပ်ကြတာလဲအဲ့ဒါမတိလို့နော်အေးလို့မမတို့လည်းလေ့လာနေတာဘယ်လိုလုပ်ရှာနေရတယ်ဘူးလုံနီးတွေတော့ရှားနေတာပဲဘလို့ချစ်ကမလဲကိုမတိကြတော့အဲ့တော့မဆိုတော့လည်းတယောက်နဲ့တယောက်ချစ်တယ်လို့ပဲချစ်လိုက်ကြတယ်အဲ့ပိုးစားတရဲတချီပိုးစားမပါဘူးရွှေလာပါရွှေလာရဲ့မန်ဒီကလည်းအဲ့လိုပဲဘာလို့ညာလို့ပေါ့ငါရမ်းကြိုက်နေဘလို့မှတော့လောက်တယ်ရလို့တော့မဟုတ်ပါဘူးပေါ့နော်အဓိကကတော့လေသူပြီးတာပဲကိုပြီးတာပြီးတာလေဘာပြီးတာလဲလို့ချစ်တာကျန်မချစ်တာလဲမေတီးတယ်အဲ့ဒါဆိုမချစ်ရင်မေပြီးမေချစ်ရင်မပြီးအေးဟုတ်တယ်အဲ့လိုမျိုးပြီးမချစ်ရင်မေပြီးအဲ့လိုပဲမဘာမှမဟုတ်တာမတွေးပါနဲ့တော့အချစ်ကိုချစ်လို့ပဲမြင်ကြပါလို့ကျမတို့ရှက်တတ်တယ်နော်သူ့ကိုလည်းအပြစ်မတင်နဲ့ဘာလို့ဆိုတော့ तू ကမသိလို့မေးတာလေကျမတို့တဲ့ဘာလို့ဆိုရင်းနေတဲ့ဟို LGBT တွေကိုမေးရမယ်ဗျာဘယ်လိုမေးရတော့မယ်လားဘယ်လိုလုပ်ကြတယ်လဲပေါ့နော်ဘာလို့ तू ကလည်းအခုမေးတာ main ကလေးလားယောက်ျားလေးလားမလည်းမသိဘူးမိန်းကလေးဖြစ်မဲ့နေမချစ်တဲ့ငါတဲ့အေးဘောဘူးမှမချစ်ဘူးနောက်လည်းဘူးမှချစ်မှာမဟုတ်ဟုတ် तू ကလည်းဟိုနေရီးစားစထားဖို့ LGBT တွဲရလားမသိဘူးရီးစားထားဖို့အတွက်ဘယ်လိုလုပ်ရလဲဆို तू လေးလာမယ်လေပြောမယ်ကျမတို့လည်းမေဆွန်တို့လည်းပေါ့နော်အခုကျေးဇူးတင်တယ်မေဆွန်တို့လည်းဟိုကိုတဲ့ဟိုဝါရင်းတဲ့သူတွေပေါ့နော်အိမ်အောင်တက်50နှစ်တွေကိုမေးကြည့်ဦးမယ်ဘာလုံးကြတယ်လဲအေးဟုတ်တယ်မဟိုမှာလေ online မှာဝယ်နေတဲ့ကိုကြီးတို့မေးကြည့်ဦးမယ်အေးဒါကကိုကြီးတို့တိဟုတ်ဒါကျမတို့တယောက်တည်ရမယ်ဘာမှမလုပ်ပါဘူးကျမတို့ကအိတ်တယ်စားတယ်သွားတယ်စားတယ်ဒါပဲဟုတ်အိတ်တယ်စားတယ်အိတ်တယ်စားတယ်ဒါမှတွေတိုင်ပတ်နေပြီမဟုတ်လေတခုခုတော့တခုဖြေပေးလိုက်ပြီနော်ဘာတခုခုမှမဟုတ်ကျမတို့ဘာမှမလုပ်ပါဘူးတေးကြလားမင်းတေးကြလားလို့တေးကြငါရုပ်ကဖြူစင်နေရုပ်ပေါ့နေအဲ့ကြောင့်ပိန်လာနော်အရန်နေပိန်လာဝါလာတကယ်တော့အခုတနေ့ပိန်သွားတယ်ဟုတ်တယ်ပိန်လာတယ်ဟုတ်လဲဆိုတော့ဟိုအိုင်တောက်လို့လေကြိုင်တောက်လို့အတီးဖြော်ရတော့အတီးဖြော်ရှင်တို့လည်းပိန်ချင်းပြောအတီးဖြော်ရတိုက်โอเคအရင်ချက်ပါရဲ့ကိုကြီးဒါကတော့ကျမလေ့လာနေတော့ဘူးလို့ပါမတော့မေကိုအရင်ချက်ပါအေးအမတကွက်တော်ပြီဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်